မိမိပင် post လေးရဲ့မင်းတို့ online shop တစ်နေ့ပြင်မှာရွှေဝယ်ခဲ့တဲ့အကြောင်းအရာလေးကိုခုကလေဘလို့အမျက်ကိုခွဲထုတ်ခဲ့လဲဆိုတာကိုဝေမျှပေးမယ်ရှင်เนาะမင်းတို့က online shop လေးပါ online shop စ run တဲ့အချိန်မှာရောင်းဝယ်ကောင်းတဲ့ထဲမှာလည်းကိုကမပါဘူးဖြစ်တဲ့အတွက်အကျိုးတော့ကြိုးစားရတယ်เนาะအထည်ရာချီဆိုတာမျိုးဖြစ်အောင်လက်လီသွားရတယ်လက်ကားသမားတွေကနဲတယ်လက်လီနဲ့ပဲသွားရတာဖြစ်တယ်ဒီကြတော့မင်းတို့အစောပိုင်းစပိုင်းတော့ဆိုလို့ရှိရင်အမျက်ကိုဘလို့ခွဲထုတ်ရမလဲမသိဘူးရသမျှအောင်ကုန်ပြန်ဝင်အဲ့မှာအမျက်တွေကဝင်နေပေါ့နော်အစောပိုင်းတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့ကြတော့နောက်ပိုင်းကျမင်းတို့ကအမျက်ကိုအကုန်ခွဲထုတ်ပလိုက်တယ်ကုန်ကြစီဆိုတာလည်းမင်းတို့ကလေယူလို့ရတဲ့နေရာဆိုလို့ရှိရင်လည်းကိုယ်တိုင်သွားယူတယ်ဒလီကားကိုလုံးဝအကုန်မခံဘူးเนาะအကုန်ကိုယ်တိုင်လုပ်တယ်အရန်ဝေးတဲ့နေရာတွေဒါအရန်ဝေးတဲ့ထဲကျုပ်ယူနေတာမင်းတို့เนาะဒလီနဲ့ယူရတယ်ပေါ့နော်ပြီးကြတော့မင်းတို့မှာတခြားလုပ်ငန်းလည်းရှိရပေါ့နော်တခြားရုံးလုပ်ငန်းလည်းရှိတယ်ဝန်ထမ်းလည်းဖြစ်တဲ့အတွက်အဲ့ဝန်ထမ်းစီဝန်ထမ်းရဲ့လာဆောင်ငွေနဲ့ပဲမင်းတို့သုံးတယ်ဒီညက်ငွေကလုံးဝကိုအသက်တင်စုတာပါเนาะတလောက်ဘယ်လောက်မြတ်လဲဒီလားဘယ်လောက်မြတ်လဲ9သိန်းမြတ်လား6သိန်းမြတ်လားအဲ့အသက်တင်ကိုစုပြီးတော့မှဒါတော့မှတစ်နှစ်အတွင်းเนาะတစ်နှစ်ရှိရ4-5လလောက်ကဘာမှကိုမသိခဲ့တာအဲ့လိုမျိုးဖြစ်တာအဲ့လိုမျိုးဆိုတော့ကြတော့เนาะအဲ့နောက်ပိုင်းမှာအဲ့လိုခွဲထုတ်ပြီးတော့မှစုတာပါရှင်အဲ့လိုလေးစုပြီးတော့မှအဲ့လိုလေးဖြစ်တာပါအဲ့ကြတော့အရင်ကတော့ဆိုင်ကအရင်ကြီးကကြီးမသွားဘူးဆိုင်ညက်လည်းကြီးပဲနဲ့ပုံမှန်တိုင်းသွားပြီးအမျက်ထွက်လာတော့ကြတာပါနော်မင်းတို့ဒီလိုစုနိုင်နေဆိုတော့ကြတော့ online shop လုပ်မဲ့သူတွေလည်းအားရှိတယ်မင်းတို့လည်းနော်ကိုမိုတီရရပေါ့နော်ဒီလိုဖြစ်တယ်ဆိုတော့ကြတော့အဲ့ဒါကြောင့်မလို့အဲ့လိုလေးလုပ်တာပါရှင်နော်အဲ့လိုမဟုတ်ဘဲနဲ့အမျက်ပိန်မှမသိဘူးဆိုင်ကြီးသွားရဲဆိုတဲ့သူတွေလည်းကောင်းပါတယ်အဲ့လိုလေးလည်းကောင်းတယ်ဆိုင်ကြီးသွားတာမျိုးလည်းကောင်းတယ်အရင်ကြီးသွားတာမျိုးလည်းကောင်းတယ်မင်းတို့လိုမျိုးအမျက်ကိုခွဲထုတ်လိုက်တဲ့နည်းကိုလည်းစိုက်တယ်ဆိုရင်ကျင့်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့အမြက်ကထပ်ပြီးတော့မှပြန်ထည့်မှာပါရှင်နော်အရှိန်ဟုန်ပြင်းနဲ့ကိုနှစ်ဆပိုကြိုးစားအောင်ပါရှင် okay fashion နော်